ဒီနေ့ကျွန်တော်ကျမတို့အရောက်စီတိုင်းကျွန်တော်တို့ဂျေဇုတော်ကြောင့်အကောင်းဆုံးအသက်ရှင်နိုင်တာကိုကျွန်တော်ဂျေဇုတော်ထားခဲ့ပြီးတော့မှရှင်းပြောပြယေရှုပြောင်းနေတယ်ဗျာကျွန်တော်အသင်းတော်တော်များများယေရှုပြောင်းနေတယ်ယေရှုပြောင်းနေတယ်ကိုလှုပ်ရကြီးပဲရှေ့တန်းနဲ့စွတ်တင်နေတယ်ယေရှုလှုပ်ဆောင်ပေးခဲ့တဲ့အရာကြီးကပြောင်းနေတယ်ကိုလှုပ်ဆောင်ခြင်းကိုပဲရှေ့တန်းတင်နေမှာတော့ခင်ဗျာခရစ်တော်လှုပ်ဆောင်ပေးခဲ့တယ်ကောင်းကောင်းနားမလည်သေးဘူးဒါကိုနားမလည်ပဲနဲ့အမှုတော်ဆောင်ဖြစ်ရင်တော့ကြောက်เสียအရန်ကောင်းတာက generation စုပ်ပြတ်သွားတာယုံနာမိုင်းအတွက်ကြောင့်ဘာဖြစ်လဲတင်တဲ့ဆရာတွေကအစတင်ကြားမှုတွေအမှားနာအများကြီးပဲညီကိုမောင်မှာတော့ဒါကျွန်တော်နားမှာနေပြီးတော့မှဂျေစုတော်နားမလည်ဘူးဆိုရင်တော့ဒီလူက something ပဲညီကိုမောင်တော့ကျွန်တော်ပြောပြမယ်ယုံနာမှားတဲ့အခါမှာလောက်ရက်တွေမှားကုန်တာဖျားတင်စရာလိုချင်တဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါယုံခိုင်းတာဘာလို့ယုံခိုင်းတာလဲတင်ယုံချင်တာလိုက်ယုံခိုင်းနေတာမဟုတ်ဘူးသူယုံခိုင်းတဲ့ဟာကိုတင်ယုံရမှာဟဲ့နော်ဆွတ်ဆက်လုံနေတာကိုဘုရားသခင်မခိုင်းမဲနဲ့ဆွတ်ဆက်လုံတာဘုရားကြိုက်တယ်မထင်နဲ့ဘုရားနှစ်သက်အောင်ဆိုပြီးတော့စိတ်ကူးရင်မလို့ရှောက်လုံနေဖွဲ့တယ်အများကြီးရှိတယ်အလူချင်းလို့စဉ်းစားပြီးတော့လူနဲ့ဘုရားနဲ့မတူဘူးဘုရားကျွန်တော်တို့စံစာပေးထားတယ်ဆိုတော့ तू စဉ်းစားတယ်လို့ကျွန်တော်တို့စဉ်းစားတတ်အောင်ပေးပေမဲ့ကျွန်တော်တို့ကစဉ်းစားပုံကလူလိုပြန်ပြီးတော့စံစာကိုပြန်စဉ်းစားတယ်တေချာစဉ်းစားကျွန်တော်ပြောပြမယ်လူအတွေးခေါ်နဲ့စံစာဖတ်လို့မရဘူးဘုရားသခင်အတွေးခေါ်နဲ့ကျွန်တော်စံစာဖတ်ရတာငါရဲ့အကြံစီနဲ့မင်းတို့အကြံစီမတူဘူးတဲ့ပြောချင်တာပါလေငါတွေးသလိုနဲ့မင်းတို့တွေးတာမတူဘူးတဲ့ကောင်းငင်နဲ့မြေကြီးကဒီလိုခြားနာတဲ့ကဲ့သို့ငါရဲ့အတွေးခေါ်နဲ့မင်းတို့အတွေးခေါ်အဲ့လောက်ခြားနာတယ်တဲ့လူချင်းကြတော့မင်းတို့ဘောကောင်းရင်ဟာလားမင်းတို့ဘောကောင်းရင်အဲ့ဒီလူပေါ်မှာမင်းပြန်ကောင်းမယ်ဒါစစ်ဒါပေမဲ့ငါကြတော့အဲ့လိုမဟုတ်ဘူးငါရဲ့အတွေးခေါ်ကြတော့အဲ့လိုမဟုတ်ဘူးမင်းငါပေါ်မကောင်းလဲငါမင်းပေါ်ကောင်းတယ်ငါတို့မင်းတို့ဒီအပြစ်ရှိစဉ်ပင်ငါဟာမင်းတို့အတွက်ငါတေခံတယ်ကျွန်တော်ဘာကိုစိုးရင်တာလဲဆိုတော့ကျွန်တော်ညီကိုမောင်မတွေကိုဓမ္မတိကာလအထဲမှာခရစ်တော်အပြင်ဓမ္မတိကာလထဲမှာရှိပေမဲ့ဓမ္မဟောင်းအတွေးခေါ်ကြီးနဲ့အသက်ရှင်နေတဲ့အခါမှာမင်္ဂလာမခံစားရဘူးဗျအဲ့ဒါကိုကျွန်တော်ဝမ်းနေတာယေရှုကရှင်းရှင်းလေးလာပြောတယ်ဇပြည့်ရေဘူးအဟောင်းထဲမှာဇပြည့်ရဲ့အတစ်ကိုငါဘယ်လိုထည့်လို့ရမှာလဲ Come on ဇပြည့်ရေဘူးအဟောင်းကြီးနဲ့ဇပြည့်ရဲ့အတစ်ကိုဖျားထည့်ပေးမှာမဟုတ်ဘူးဒီတိုင်းမဲ့ဇပြည့်ရေဘူးအဟောင်းဆိုတာကဗြိဉ္ဉ်တရားဟောင်းဖျားပြင်ဆင်ထားတဲ့ဇပြည့်ရဲ့အတစ်ဆိုတာကကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့မင်္ဂလာတွေကျွန်တော်တို့ပြင်ဆင်ထားတဲ့ကျမ်းမာခြင်းတွေအောင်မြင်ခြင်းတွေမျက်နှာသာရခြင်းတွေလွတ်မြောက်ခြင်းတွေကြွယ်ဝခြင်းတွေအကုန်ဖခင်ယေရှုအပြင်အကုန်ပြင်ဆင်ထားပြီးသား Hello ယေရှုခရစ်တော်အပြင်အကုန်ဖခင်ပြင်ဆင်ထားပြီးသားဒီကျမ်းပိုက်တွေလည်းအမြဲတမ်းပြောနေမယ်ကျွန်တော်သဘောမပေါက်ဘူးကိုလိုတာပဲဆွဲယူနေတာဖိလိပ္ပိခန်းကြီးလေးငယ်19ဘာပြောလဲအလွတ်ရပြီးသားမထိုးနဲ့ငါဤဖျားခင်ဒီဘာဖြစ်လဲဘဝအနုပေါ်၌ခဏရက်မယ်ငါတို့ဖျားသခင်ကဘာရှိလဲကွယ်ဘဝအနုပေါ်၌စံပယ်တော်မူသောဘာလဲဘဝအနုမှာစံပယ်သောစီးစိမ်ဆိုတာဟမ်တင်လိုသမျှကိုပေးနိုင်တဲ့စီးစိမ် Come on ကျွန်တော်ကိုဖျားပေးထားတဲ့မင်္ဂလာကြီးကိုကျွန်တော်လူတွေကိုသိရစေချင်တယ်အဲ့တခုတော့ရှိတယ်ကျွန်တော်မှာစနစ်တကျရှောက်တင်ထားတဲ့ဝါဒတွေလည်းမရှိဘူးတချို့ဆိုရှိရလေကျမ်းစာကြောင်းတစ်ကြောင်းသွားလိုက်အဲ့ဒီကျမ်းစာကြောင်းရဲ့ဝါဒပြန်ပါလာတာ
နောက်ဖခင်ဘယ်ကျမ်းစာကြောင်းမှကြောင်းမတက်ခိုင်းဘူးသူ့ကျမ်းစာကြောင်းပဲတက်ခိုင်းတယ်အဲ့ကျမ်းစာကြောင်းမှာတင်တာတော့တန်ရှင်သောဝိညာဉ်တော်ပဲကျမ်းစာထဲမှာဥပိ္ပစေဆရာတဲ့ဥပိ္ပစေဆရာဒီနေ့ထိကျွန်တော်ကိုတင်ပေးနေတယ်ဒါကြောင့်ကျွန်တော်အရန်ကြီးတော့ချီးမွမ်းတာကျွန်တော်ဒီနေ့ထိလမ်းပြနေတဲ့တန်ရှင်သောဝိညာဉ်တော်အားဖြင့်လူတွေအများကြီးကောင်းကြီးဖြစ်တယ်နေရာဒေသအတီးတီးမှာဖခင်အလုပ်လုပ်နေတယ်ကျွန်တော်ဘာယုံကြည်လဲဆိုတဲ့အခါမှာခန္ဓာအတိုင်းမှာဖခင်အလုပ်လုပ်နေတယ်ဗျာဖခင်ရဲ့လက်တော်ကိုမြင်တတ်ဖို့အရန်ရေးကြည့်တယ်ရှုထောင့်မျိုးမျိုးနဲ့ဖခင်အလုပ်လုပ်နေတယ်ဒေသအတီးတီးမှာပုံစံမတူညီမှုနဲ့အလုပ်လုပ်နေတယ်ဖခင်ဘာတွေဆက်ပြီးတော့ဖြစ်အောင်မလဲဆိုတာမသိပေမဲ့ကျွန်တော်တို့အမြင်ဒီဖခင်အမြင်ဖြစ်ဖို့ပဲအရေးကြီးတယ်ဖခင်လှုပ်ဆောင်နေတဲ့အရာတွေနားမလည်နိုင်တာတွေနည်းနည်းတဲ့အရာတွေအများကြီးရှိလိမ့်မယ်အများကြီးရှိလိမ့်မယ်ဒါပေမဲ့ဖခင်ကကျွန်တော်တို့ကိုသိမြင်စေခြင်းတဲ့အရာကဘာလဲဆိုတော့မဖြစ်နိုင်တဲ့အရာသူ့အပြင်ဘာမှရှိဘူးဆိုတာဖခင်သိပြခြင်းတယ်ကျွန်တော်တို့ဒါပေမဲ့တခုတော့ရှိတယ်ပြည့်ညက်တရားကာလမှာရှိတဲ့အတွေးခေါ်နဲ့ဓမ္မသစ်မှာလာအသက်မရှင်ပါနဲ့အသက်ရှင်နေတဲ့ရွေးတင်ပြတော့မှစစ်မှန်တဲ့မင်္ဂလာခံစားမှာမို့မောရှေလက်ထက်တုန်းကလူတွေအားလုံးဟာဖယားနှစ်သက်အောင်အကုန်လုပ်ရတယ်။ပြောပြမလို့ညီကောင်မောင်မတို့ဖယားနှစ်သက်အောင်အကုန်လုပ်ရတယ်။ဒါပေမဲ့ယေရှုတော်ကာလမှာကြတော့ဖယားကယေရှုအားဖြင့်ကျွန်တော်တို့ကိုအရှိတိုင်းလက်ခံလိုက်တယ်ဟုတ်ပြီနော်နိကော9ငယ်21အားလုံးခဏဖတ်ရအောင်အားလုံးအလို့ရပြီတဲ့ကြံပိုက်အားလုံးဖတ်ရအောင်ဘယ်ကြောင့်ဒီဟုမူကားဖျားခင်ဒီအပြစ်နဲ့ကင်းစင်တော်သူကိုဘသူအတွက်ကြောင့်ငါတို့တို့ကြောင့်ဘာဖြစ်လဲအပြစ်ရှိတော်သူဖြစ်စေတယ်ဘသူလဲဖျားခင်ဒီအပြစ်နဲ့ကင်းစင်တော်ဘသူလဲယေရှုဘသူလဲဘသူအတွက်ကြောင့်လဲဘာဖြစ်စေလဲအကြောင်းပေါ်ငါတို့ဒီထို့သူအဖြစ်ဒါဆိုကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဖြောင်းမှတ်ဖို့ဘသူကကျွန်တော်တို့အဖြစ်တွေအလုံးယူသွားလဲယေရှုကငါတို့အဖြစ်တွေအလုံးကိုယူသွားတယ်ဒါဆိုတော့ဖျားရှေ့မှာတို့ကရက်နိုင်တဲ့အခွင့်ကိုရသွားပြီဘာဖြစ်လို့လဲကျွန်တော်တို့ကဖြောင်းမှတ်တော်သူဖြစ်လို့ကျွန်တော်တို့ကဘသူဖြစ်လို့လဲကျွန်တော်တို့ကဖြောင်းမှတ်တော်သူဖြစ်တော့ကြောင့်ဘသူရှေ့မှာရက်ခွင့်ရသွားပြီလဲဆိုဖျားရှေ့မှာလို့ပြောတယ်မှာဖျားเจ้าထဲမှာလားတင်ရှိတဲ့နေရာလားရှိတဲ့နေရာမှာတင်ကိုတည်ရမယ့်အရာကငါကဖျားသားဖြစ်တယ်ငါကဖျားသမီးဖြစ်တယ်လို့ရက်တီလိုက်တာနဲ့တင်ကစတင်ပြီးတော့မှအခန်းတကားလေးပိတ်ပြီးတော့ကိုတော်လို့ခေါ်လိုက်တာနဲ့အဲ့ဒါကဖျားရှေ့တော်မှာတင်ရှိရတဲ့ခွင့်ဖျားပေးလိုက်ပြီအာမင်ဖယားရှေ့တော်မောက်မှာရက်ရတဲ့အခွင့်ကိုဖယားကပေးလိုက်ပြီနေရာနဲ့မဆိုင်တော့ဘူးဟုတ်ပြီနော်ဒါယေရှုခရစ်တော်ဘာပြောလဲဆိုတဲ့ခါမှာမင်းတို့ဟိုမှာဒီမှာသွားစရာမလိုဟိုတောင်ဒီတောင်သွားစရာမလိုဘူးတဲ့မင်းရှိတဲ့နေရာမှာကိုးကွယ်တဲ့အခွင့်ကိုဖယားကပြင်ဆင်ထားပြီးသားဖြစ်တယ်တဲ့အာမင်ဆိုညီကောင်မောင်မအားလုံးကျွန်တော်ပြောပြချင်တယ်ပြုလေတမျှမှာအကြံစီထားမြောက်လေအောင်မြင်တော်သူတွေဖြစ်ဖို့ဖယားလိုတော်ရှိနေပြီအာမင်ဆိုတော့မကြည့်ညီကောင်မောင်မတော့ယေရှုခရစ်အားဖြင့်ကျွန်တော်တို့ကဖခင်ရှေ့မှာဖြောင့်မတ်တော်သူဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြုသမျှမှာအောင်မြင်လိမ့်မယ်ယုံလားမသိဘူးဟာလေလုယာဘာဖြစ်လို့ကျွန်တော်တို့ဖခင်ရှေ့မှာကျွန်တော်မျက်နှာရတဲ့သူဖြစ်သွားလဲကျွန်တော်ကြောင့်လားယေရှုကြောင့်လားဒါဆိုကျွန်တော်ပြောမယ်ဗျာကျွန်တော်လုံးသမျှမှာအောင်မြင်မယ်လို့ကျွန်တော်ပြောရဲတယ်တင်ပြောရဲလားဘာလို့ပြောရဲတာလဲပြော That's it အဲ့ဒီအတွေးခေါ်ကျွန်တော်မရှိမချင်းကျွန်တော်အဲ့ဒီ confident မရှိမချင်းကျွန်တော်ဘာမှလုပ်လို့မရအောင်တင်လာမဲ့နာကမှာတင်တာရွေးအောင်မြင်လိမ့်မယ်တင်ယုံမလားမသိဘူးဟာလုံးဝယုံကြည်နော်လုံးဝတင်ကိုဖျားချင်းမြောက်မယ်
ဒါပေမဲ့သင်ရဲ့အတွေးခေါ်ကပါနေမရဘူးဘာအတွေးခေါ်လဲဆိုတဲ့အခါမှာငါအကောင်းဆုံးလုပ်တဲ့ပုံမှာငါ့ကိုဖခင်ကောင်းချီးပေးမယ်လို့ပြောရင်ယေရှုမလိုတော့ဘူးသင်ဘဝမှာဟယ်လိုမလိုတော့ငါအကောင်းဆုံးလုပ်တဲ့ပုံမှာငါ့ကိုဖခင်ကောင်းချီးပေးမယ် no ရှင်းအောင်ပြောပြမယ်နော်ငါအကောင်းဆုံးလုပ်နိုင်အောင်လဲယေရှုတော်ပဲမဆာမှာတင်လုပ်လို့မရအောင်တင်လုံးဝလုပ်လို့မရအောင်တင်အကောင်းဆုံးလုပ်နိုင်အောင်လဲဖခင်ပဲလုပ်ပေးမှရမှာငါဟလာငါကိုခွန်အားနဲ့ပြည့်စုံစေတဲ့ခရစ်တော်အားဖြင့်ပဲခတ်သိမ်းသောအမှုတော်ငါတက်ဆွမ်းနိုင်တယ်အာမင်ကျွန်ညီကိုမောင်မတွေကိုဖခင်သခင်ကအရာချင်းပြောက်ကောင်းကြီးပေးခြင်းနဲ့ဖခင်ဖြစ်တယ်ဒါပေမဲ့အဓိကကဘာလဲဆိုတော့ကျွန်တော်တို့အတွေးခေါ်ပြင်ရမယ်ပြောရအောင်အတွေးခေါ်ပြင်ရမယ်ကျွန်တော်တို့ကိုဖခင်သခင်စပည့်အတစ်ကိုရေလဲလောင်းထည့်ပေးခြင်းနေပြီဒါပေမဲ့ဖခင်ပြင်ဆင်ထားတဲ့မင်္ဂလာထဲကိုမဝင်စားနိုင်ဘူးโอเคနော်မဝင်စားနိုင်ဘာကြောင့်ကျွန်တော်အတွေးခေါ်မားနေလို့အတွေးခေါ်မားနေလို့ကျွန်တော်မစော်ကားဘူးနော်ဒါပေမဲ့အမှန်ကပြောပြမယ်နှစ်ချင်းကျမ်းစာကြောင်းဆင်းလာတယ်ဘာတွေးခေါ်ဝင်သွားလဲနှစ်ချင်းတွေးခေါ်ဝင်သွားတယ်ဒါချင်းချင်းလေးပဲညီကိုမောင်မတို့တကယ်တော့တင်ဝင်ရမှာနှစ်ချင်းတွေးခေါ်မှုတင်ရခရစ်တော်ရဲ့အတွေးခရစ်တော်ရဲ့အမြင်ခရစ်တော်ရဲ့ဆွဲလန်းခြင်းဟာအရေးကြီးဆုံးဒါပေမဲ့ AG ဖျားကြောင်း AG ကျမ်းကြောင်းသွားတက်တယ်ဘာတွေးခေါ်ဝင်လာလဲပြော AG တွေးခေါ်နဲ့ပြန်လာတယ် Evangelical ကျောင်းသွားတက်တယ်ပြန်လာရင်ဘာဖြစ်သွားလဲ Evangelical အတွေးခေါ်တစ်ခုဝင်လာတယ်ဝင်လာပြီးဘာဖြစ်သွားပြီလဲအတထံပြောတဲ့အဖွဲ့တွေကိုသူတို့ဖဲ့တော့မယ်ဆူတောင်းလို့လဲကျသွားတဲ့အဖွဲ့တွေအားလုံးဒါဝိညာဉ်စိုးရဲ့လောက်ရက်တွေသူတို့ပြောတော့မယ်ဘာဖြစ်လို့သူတို့တင်ကြားထားခဲ့တဲ့အရာတိုင်းပဲသူတို့ကအဲ့တိုင်းမြင်တော့တာအဲ့တိုင်းပဲမြင်တော့တာကျွန်တော်တို့ဝိညာဉ်ရေးရာမှာအယံပညာရှိဖို့လိုတယ်လို့ကျွန်တော်အားပေးပြစေကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ဒီလူတိုင်းခရစ်တော်ရမယ်ဒါပဲရည်ရွယ်ချက်ကဘာလဲလူတိုင်းခရစ်တော်ရမယ်ပြောဘာလဲအရေးကြီးဆုံးဖခင်ရဲ့အကြံစီကလူတိုင်းခရစ်တော်ရမယ်ကျွန်တော်ဧဝံဂေလိလုံနေတာကလူတွေကိုခရစ်ယာန်ဘောင်ထဲသွင်းဖို့လုံနေတာမဟုတ်ဘူးလူတွေကခရစ်တော်ကိုမရရင်ဘဝကဘာအဓိပ္ပာယ်မှမရှိတော့ဘဲနဲ့အနာဂတ်မရှိတော့တနာတဲ့စိတ်နဲ့ဧဝံဂေလိလုံတာပဲဖြစ်ရမယ်ဟိုဖခင်เจ้าမှာလူများလာဖို့ဧဝံဂေလိလုံတာလည်းမဟုတ်ဘူးအဲ့ဒီနှလုံးသားဖခင်အယမ်းမကြိုက်ဘူးဖခင်เจ้าမှာလူများဖို့လည်းဧဝံဂေလိလှုပ်เสียမလိုဘူးခရိယန်တွေများလာအောင်လည်းသင်ဧဝံဂေလိလှုပ်เสียမလိုဘူးအဲ့ဒါဘာသာရေးသမားရဲ့အတွေးခေါ်ဘာသာတဲ့လူတွေအကြီးကျယ်ရောက်လာပြီးတော့မှဟာဆရာအပြင်လူတွေအကြီးကျယ်ပြောင်းလဲတယ်ဆိုတာအပြောခံရအောင်လည်းပဲတင်ကဧဝံဂေလိလှုပ်လို့မရတင်နာမည်ကြီးအောင်ဖခင်မှုတော့ဆောင်လို့မရဘူးဗျလူတွေလက်ခံနိုင်အောင်ရှောက်လို့เสียလည်းမလိုဘူးအရေးကြီးတာကသင်ကိုဖခင်နဲ့ဆက်နွယ်သွားအောင်လုပ်ပေးတဲ့ယေရှုကိုပဲသင်ဗဟုပြုရမယ်ကျွန်တော်တို့ကယေရှုခရစ်တော်သာမရရင်ကျွန်တော်တို့အားလုံးဟာလူနှမျိုးပဲရှိတယ်ညီကိုမောင်မတို့ဖခင်မျိုးဖခင်နွယ်မဟုတ်ရင်သေမျိုးသေနွယ်လူနှမျိုးပဲရှိတယ်ဖခင်ကိုမတိတဲ့လူနဲ့ဖခင်ကိုတိတဲ့လူဒါကွာသွားတယ်ဘယ်လိုကွာလဲဖခင်ကိုတိတဲ့သူကြတော့နံပါတ်1ထာဝရသက်ကိုရတယ်နံပါတ်2ပညာကိုရတယ်တရှင်တော်ဝိညာဉ်တော်မဆာခြင်းမရှိရင်ကျမ်းစာကြောင်းတင်တဲ့အရာနဲ့ပဲကျွန်တော်ရှောက်ရတရားဟောနေအကုန်လစ်ကုန်တာနိရှင်းဆင်းလာနိရှင်းပုံစံအေဂျက်ဆင်းလာအေဂျီပုံစံပန်တီကောစတက်ဆင်းလာပန်တီကောစတက်ပုံစံဒါကြောင့်ကျွန်တော်တို့အခုကိုးကွယ်တဲ့ပုံစံအားလုံးဟာကျွန်တော် non denomination ပဲဒါပေမဲ့ကျွန်တော်ကိုးကွယ်တဲ့ပုံစံဘာနဲ့ပြောလို့ရဆို charismatic ဆိုတာ charismatic
Christmas ဆိုတဲ့စကားနဲ့လာတယ် Christmas ဆိုတာဘာလဲ grace ပဲ charismatic ဆိုတဲ့အဓိပ္ပာယ်ဘာလဲဆိုတော့ဂျေဇုတော်ကိုတကယ်နားလေသွားတဲ့သူတွေကကိုးကွယ်တဲ့ပုံစံကြတော့ခုံရင်ခုံမယ်ကရင်ကမယ်လွတ်လွတ်လပ်လပ်ဖခင်ကိုချီးမွမ်းကိုးကွယ်ကြတယ်ဝိညာဉ်တော်ကိုလွတ်လပ်စွာနေရာပေးတယ်အဲ့မှာဆုတောင်းပေးတယ်အနာကငြိမ်းတယ်လဲကျသွားတဲ့သူရှိတယ်ဖခင်ရဲ့ဘုန်းစင်သက်ခြင်း demonstration of Holy Spirit ဒါတွေအကုန်ရှိတယ်အဲ့ဒါလက်ခံတယ်ဒါပေမဲ့အဲ့ဒါလည်းပဲပုံစံကျသွားလို့မရပြန်ဘူးဒီပုံစံတိုင်းကပဲအမှန်လို့ပြောလို့မရပြန်ဘူးညီကောင်မဘာကြောင့်ဆိုဖခင်ကအမြဲတမ်းအစ်တွေလုံနေလို့ Helloဒီနေ့မှာဖခင်ကအာဗြဟံကိုသူ့သားကိုရစ်ပူဇော်ခိုင်းတယ်နောက်3ရက်ကြာတဲ့ခါမှာထိုလူတွေမထိမခိုင်းနဲ့လို့ပြောတယ်ဖခင်ဖြစ်တယ်အဓိကဒီပုံစံနေနဲ့ကိုးကွယ်နေရတာမဟုတ်ဘူးဖခင်အတန်ကိုနေ့တိုင်းမှာ update ဖြစ်နေဖို့အရေးကြီးတာငါတို့ကဒီပုံစံကိုးကွယ်မယ်ဟိုပုံစံကိုးကွယ်မယ်အဲ့ဒါအရေးမကြီးဘူးညီကောင်မောင်မတို့အမြဲတမ်း update ဖြစ်နေတာပြောအမြဲတမ်း update ဖြစ်ရမယ်ဆိုတော့ညီကောင်မောင်မတို့အားပေးချင်တာပါလဲဆိုတော့ကျွန်တော်ဖခင်သားသမီးလို့ပြောတယ်ဗျာကျွန်တော်အတွေးခေါ်ကအမှကြည့်တန်ရှင်သောတတ်တာနဲ့အသက်ရှင်ရမယ်သင်ဟောလိုက်ပြီဟဲ့တန်ရှင်သောတတ်တာနဲ့သင်ကအသက်ရှင်ရမယ်လို့မင်းတို့တန်ရှင်တတ်တာနဲ့အသက်ရှင်ရမယ်ဟောလိုက်ပြီတန်ရှင်ချင်းအတတ်တာနဲ့အသက်ရှင်ဖို့ဆိုတာကတန်ရှင်သောဝိညာဉ်တော်ရဲ့မဆာခြင်းမပါဘဲနဲ့သင်ကဘယ်လိုသွားမှာလဲလို့ဟမ်တန်ရှင်းတယ်လို့ပြောတဲ့ခါမှာခမည်းတတ်မှတ်တဲ့တန်ရှင်းခြင်းနဲ့ဖခင်တတ်မှတ်တဲ့တန်ရှင်းခြင်းတူမှမတူတာဖခင်တည်းကိုတန်ရှင်းစေချင်တာဘယ်လိုပုံစံတန်ရှင်းစေချင်တာလဲလို့ဟယ်လိုတင်တန်ရှင်းတဲ့ပုံနဲ့ဖခင်တန်ရှင်းတင်တန်ရှင်းခြင်းလို့တတ်မှတ်ထားတဲ့ပုံစံနဲ့ဖခင်တတ်မှတ်ထားတဲ့တန်ရှင်းခြင်းတင်နားမလည်သေးဘူးလေတင်သိရှင်ကျွန်တော်ပြမယ်မဿဲအခန်းကြီး9ကိုသွားလိုက်မဿဲအခန်းကြီး9 Okay ဖခင်ရဲ့တန်ရှင်းခိုင်းတဲ့တန်ရှင်းပုံကဘယ်လိုကြီးလဲတန်ရှင်းချင်းရှိပါလို့ပြောနေသူတွေအားလုံးကျွန်တော်ပြမယ်ခု Okay ကဲ43သွားငါ43အဲ့နဲ့စဖတ်ကြည့်အောင်အလုံးဖတ်ရโอเคကိုနဲ့ဆက်တော့ကိုနဲ့မြချစ်လို့ရန်သူကိုမုံလောက်ဟူတော့ပါလဲပြည့်စကားဘာဖြစ်လဲတင်တို့ကြားပြီစဖတ်ဟုတ်ပြီโอเคရန်သူချစ်နိုင်လားရန်သူချစ်နိုင်လားရေးရပြောချစ်နိုင်လားမချစ်နိုင်ဘူးโอเคရန်သူချစ်ပါလို့ပြောနေတဲ့အခါမှာကိုရန်သူကကိုနာကျင်အောင်လုပ်ခဲ့တယ်ဘယ်လိုချစ်နိုင်မှာလဲโอเคကျွန်တော်မှာကနေဒါရောက်တဲ့အခါမှာကနေဒါမှာကရင်တော်လှန်ရေးခေါင်းဆောင်တယောက်ရဲ့သားသမီးတွေနဲ့တွေ့တယ်ကျွန်တော်အကုန်လုံနိုင်တယ်တဲ့ကျွန်မအကုန်လုံနိုင်တယ်ဒါပေမဲ့အဲ့ကျန်းစာတော့လာမပေးနဲ့ကျွန်တော်လက်မခံဘူးတဲ့သူလက်ခံစားခဲ့ရတာ of course သူလက်ခံစားခဲ့ရတာခံစားခဲ့ရသူလည်းနာကျင်ခဲ့ရမှန်တယ်ဒါဆိုဘယ်လိုလုပ်မလဲပြောဘယ်လိုလုပ်မလဲခံစားချက်ကအမှန်မဟုတ်ဘူးလေခံစားချက်ကတင်အမှန်မဟုတ်ဘူးသိလားမသိဘူး Okay ကျွန်တော်နားလည်အောင်ရှင်းပြမယ်ခံစားချက်ကအမှန်မဟုတ်ဘူးခံစားချက်တိုင်းတင်သွားလို့တင်ဘယ်တော့မှမအောင်မြင်ဘူးကျွန်တော်နားလည်အောင်ပြောပြမယ်တင်အစစ်အမှန်ကိုတင်မသိမချင်းတင်ရဲ့ခံစားချက်ကတင်ကိုနိုင်နေဦးမှာဖြစ်တယ် Okay အားလုံးလိုက်ပြောခန္ဓာစိတ်ဝိညာဉ်တူလားခန္ဓာစိတ်ဝိညာဉ်မတူညီကိုမောင်မတော့ခန္ဓာဆိုတာကဒီခန္ဓာကြီးဟုတ်ပြီနော်ခန္ဓာထဲမှာပါရှိလဲဆိုတော့ဝိညာဉ်ရှိတယ်โอเคဒါပေမဲ့အဲ့ဒီခန္ဓာကိုဘသူကအများဆုံးထိန်းချုပ်လဲဆိုတော့စိတ်ကထိန်းချုပ်တယ်တင့်မှာစိတ်ရှိတယ်ဒါပေမဲ့
ဒီခန္ဓာကသင်မဟုတ်ဘူးသင်ကဝိညာဉ် You are spirit. You live in this body. You are not body. သင်ကဒီခန္ဓာကြီးကသင်မဟုတ်ဘူးဒါပေမဲ့ဒီခန္ဓာကစိတ်ဆိုးတတ်တယ်စိတ်ဆိုးတာနဲ့အမျှဒီခန္ဓာကိုကဘာဖြစ်လဲဆိုရုပ်ပြောင်းသွားတယ်ဟုတ်လားမသိဘူးဒါပေမဲ့အဲ့ဒီခန္ဓာကြီးကအစစ်အမှန်မဟုတ်တော့ကြောင်သင်ကဘာဖြစ်လဲအချိန်တိုင်းအဲ့ဒီခန္ဓာကြီးကမြေထဲကိုသွားရမယ်။ तू ကမြေကြီးကလာတော့ကြောင်မြေမှုန့်ကိုပြန်သွားတယ်အဲ့ဒါခန္ဓာကိုဒါပေမဲ့ဒါဆိုရင်သင်ကမြေမှုန့်ကနေလာတာမဟုတ်ဘူးသင်ကဖျားစီကနေလာတာဟယ်လိုဖျားကသူ့ရဲ့ဇီဝအသက်နဲ့တင့်ကိုမှုတ်သွင်းပေးလိုက်ပြီးတော့သင်ကဘာဖြစ်လာလဲလူဖြစ်လာတာအသက်ရှိတော်သူဖြစ်လာတယ်ဆိုတော့သင်ကခန္ဓာမဟုတ်သင်ကဝိညာဉ်ဘယ်ရလာလဲဖျားဆရာလာတာဘာလို့ဆိုဖျားကဘာဖြစ်နေလို့လဲဟယ်လိုဖျားသခင်ဒီနာဝိညာဉ်ဖြစ်တော်မူ၏လို့ပြောတဲ့အခါမှာဖျားကဘာလဲတို့ကဘာတူလဲဝိညာဉ်ဖျားဘာလဲဖျားဝိညာဉ်ဖျားကသူ့ရဲ့ဝိညာဉ်ကိုကျွန်တော်ထဲမှာမှုတ်သွင်းတယ်ကျွန်တော်တို့ကအသက်ရှင်သောလူဖြစ်လာတယ်โอเคကျွန်တော်တို့ဝိညာဉ်ကျွန်တော်တို့ခန္ဓာမဟုတ်ဘူးဒါပေမဲ့ခန္ဓာမှာဘာရှိလဲစိတ်ရှိတယ်ဒါဆိုကျွန်တော်ပြောပြမယ်တင်းအခုဖြစ်နေတဲ့အရာတွေအားလုံးတင်းအစစ်မှန်မဟုတ်ဘူးတင်းအစစ်မှန်တင်းသိဖွင့်တော့တင်းတမန်တရားပြန်ဖတ်မှရကိုရမယ်မဖတ်လို့မရမအကြီးကောင်းကင်ဘုရားရှိတော်မူတင်းတို့အဘိုက်တားဖြစ်လို့တော့ငါတင်းတို့ရန်သူကိုအဘိုက်ရဲ့တားဖြစ်ခြင်းရန်သူကိုချစ်နိုင်လားကိုဒုက္ခပေးတဲ့ကောင်တွေဘယ်လိုချစ်ရမှာလဲကိုနာကျင်လို့တဲ့ကောင်တွေဘယ်လိုချစ်ရမှာလဲဖခင်ပြောတဲ့နှလုံးသားတန့်ရှင်းခြင်းကအရေးကြီးနေတာဟိုလူကိုကြည့်အစင်မပြေဒီလူကိုကြည့်အစင်မပြေဟိုလူကိုကြည့်ပြီးတော့မှအိုးထာဝရဘုရားသခင်အိမ်မှာပြန်ရောက်တော့မျက်နှာတစ်မျိုးဟိုလူကြီးမြတ်ဒီလူကြီးမြတ်နောက်ခဏနေဆူတောင်းပြန်ပြီဖခင်ကြည့်ပြီးတော့မှအော်ဟောလိဝုဒ်သွားလိုက်ပါလားပြောချင်တာကအမှုအရာတွေအများပြောင်းလဲတာတို့ခရိယန်နေပဲလမ်းသွားနေနဲ့ကိုမကြည့်တဲ့တယောက်တွေ့ no ဒီလိုတစောင်းထိုးသွားတာဟိုလူကဘာလို့လဲဆိုမကြည့်နဲ့လောင်းခွန်းလုံးပြုံးအတင်းခေါ်ဆိုတော့ကိုမကြည့်ချင်တဲ့သူရှိတယ်ဒါပေမဲ့ဖျားเจ้าထဲမှာလည်းပဲအမျိုးမျိုးတော့ရှိတာပေါ့ဗျာဖျားเจ้าထဲမှာရှိတဲ့သူတွေအတင်းတုတ်တာရမ်းတော်တယ်လေသူတို့ကဒါသူတို့ရဲ့ဘာလဲတော့မသိဘူးပေါ့နော်သူများအကြောင်းပြောတာရမ်းပြောတဲ့အဖွဲတွေရှိတယ်ပြီးတော့မှဒါသတင်းအတင်းမဟုတ်ဘူးသတင်းအတင်းမဟုတ်ဘူးတာသတင်းဖျားပြောခိုင်းတာကသတင်းလည်းမဟုတ်အတင်းလည်းမဟုတ်ဧဝံဂေလိတရားဟောခိုင်းတာတို့ကအတင်းနဲ့သတင်းပဲပြောရှင်တယ်မပြောခိုင်းတဲ့ဟာတွေတော့ရှောက်ပြောခိုင်းတဲ့ဟာတော့မပြောရုပ်ရှက်တယ်လူရှိမှဆုတောင်းမှာအရာရှက်တဲ့အဖွဲတွေရှိတယ်ခေါင်းကုတ်လို့ဘောနေအတင်းရှိရပါတော့အာမင်ကိုရောချပေးစာကြည့်ရှိအာမင်ဘာလုံးနေမှမသိဘူးနော်ညီကောင်မောင်မတော်ဒီလိုမျိုးကျွန်တော်သွားလို့မရဘူးမကြည့်တင်းတို့ကိုနှောက်ရှက်ညင်းတော့သူတို့ဘာလဲကျေးဇူးဆက်သွားဘုရားလူချင်းနဲ့တန်ရှင်းသွားပါလေအเจ้าမူကကောင်းလို့ရှိတော့တင်းတို့ဘာဒီကောင်းတော့သူမကောင်းတော့သူအပေါ်မှာကိုရောဖြောင်းမတော့သူမဖြောင်းမတော့သူမှာမိုးကိုဆက်သွားတင်းတို့ကိုချစ်တော့သူတို့ကချစ်တော့ပြန်လေအပဲကျေးဇူးတင်တဲ့နေ့အခွန်ခံတော့သူတို့အိမ်များတော့ပြည့်တယ်မဟုတ်တော့ဆက်သွားအဆွေမျိုးတို့ကသာဘာဖြစ်လဲလောကဝတ်ပြုလဲအပဲတို့သာသနာပလူတို့ပင်လဲထိုးတူပြကြသည်မဟုတ်လားဆက်သွားထို့ကြောင့်ကောင်းကင်ဘုရားရှိတော်မူသောတင်းတို့ဘာသည်စုံလင်တော်မူသည့်နီးတူကောင်းကင်ဘုရားရှိတော်မူတင်းတို့ဘာစုံလင်တဲ့ကဲ့သို့မင်းတို့စုံလင်တယ်ဟာသွားပြီမဖြစ်နိုင်နိုင်ဘယ်လိုစုံလင်ခိုင်းတာလဲပြောပါအောင်ဟမ်ဖျားစုံလင်တို့နေစုံလင်နဲ့ကိုရောနဲ့မြောက်ဝိုက်ကိုရောရမ်းမြောက်ဝိုက်ဖျားစုံလင်တယ်လို့ကျွန်တော်ဘယ်လိုစုံလင်ရမှာလဲဒါဖျားရဲ့အကြံစီဖျားစုံလင်တယ်လို့
ဘသူပြောလာဒီစကားကြီးကဘသူပြောလဲပြောယေရှုပြောတဲ့စကားကြီးဒါဆိုရင်ဘာလဲအဲ့ဒါကြီးကပြောလေညီကိုမောင်မတို့ဖယားသခင်ငါဖယားဟလာယေရှုကိုယ်တိုင်ဘာပြောလဲကောင်းကင်ဘုရားရှိတော်မူသောသင်တို့အဘစုံလင်တော်မူသည့်ဤသူပါလဲသင်တို့စုံလင်ခြင်းရှိကြလော့တစ်ပေခန်းကြီး1ငယ်15 26ဖတ်ကြည့်ပါဦးဘာထပ်ပြောပြီလဲသင်တို့ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသည့်ဤသူကျင့်ကြံပြုမှုသမျှတို့၌တန်ရှင်းခြင်းရှိကြလော့အော်ဒီမှာတလို့ပြောတယ်ငါဒီတန်ရှင်းတော်မူသောကြောင့်သင်တို့ဒီလေငါတန်ရှင်းတော်မူသည့်ဤသူပါလေငါတန်ရှင်းတော်မူသောကြောင့်သင်တို့ဒီလည်းတန်ရှင်းရှိကြလော့ဒီမှာအင်္ဂလိပ်မှာကျတော့ because it is written be holy for I am holy now ကျမ်းစာမှာဘာပြောလဲ be holy as I am holy as I am holy ဆိုတဲ့အဓိပ္ပာယ်ပါလဲငါတန်ရှင်းတကယ်တော့မင်းတို့ come onတန်ရှင်းကြလို့ပြောတဲ့ဆရာလူတွေကိုတန်ရှင်းပါလို့ပြောတဲ့ဆရာအဲ့ဒါပြန်မေးမယ်ဖယားတန်ရှင်းလို့မင်းတန်ရှင်းတယ်လားအတင်းသားတွေကိုတန်ရှင်းပါလို့ပြောတဲ့ဆရာတစ္ဆာရှိပါလို့ပြောတဲ့ဆရာတကယ်မင်းတစ္ဆာရှိနေလားဖယားပေါ်မှာဖယားတင်းကိုတစ္ဆာရှိတဲ့အတိုင်းဖယားတင်းကိုတစ္ဆာရှိခိုင်းတာဟယ်လိုပညာတရားဆိုတော့မပြောင်းနဲ့ဖယားပြောတဲ့စကားကမင်းတန့်ရှင်းတယ်ငါတန့်ရှင်းခြင်းရှိတယ်မင်းတန့်ရှင်းတယ်ဘယ်သူတတ်နိုင်မလဲပြောငါစုံလင်တော့မင်းစုံလင်နဲ့ဖယားကိုယ်တိုင်ကလုတ်ပြီးကျွန်တော်တို့ပြောနေတဲ့တန့်ရှင်းခြင်းနဲ့စုံလင်ခြင်းတွေကလူရဲ့ standard နဲ့ပြောနေတာဖယား standard ကိုဖယားကျွန်တော်ဆွဲတင်တာဘယ်လိုလုပ်မလဲပြောလေညီကိုမောင်မတော်ဟုတ်လားမသိကျွန်တော်ပြောတာဟုတ်လားBe holy, for I am holy. Now, be holy as I am holy. Now, you know the machine, the generation of you know, ape chinaga. Dari alonga meno ape matanai bulo biolaida. Meno soni amelonga hala kamido soni gedo meno soni bo kamido aloshide. ဒါမဲ့မင်းဘလို့စုံလင်နိုင်မှာလဲငါမပါပဲနဲ့ဟယ်လိုငါမပါပဲနဲ့မင်းဘလို့တန်ရှင်းနိုင်မှာလဲငါမပါပဲနဲ့မင်းဘလို့ဖျားဘုံတော်ထင်ရှားမှာလဲဆိုကျွန်တော်ကတန်ရှင်းရမယ်လို့ပြောပြီးတော့အနောက်ကနေတန်ရှင်းစေနိုင်တဲ့ဖျားရဲ့မဆချင်းကိုပြန်လိုအပ်နေတာဖြစ်တယ်အာမင်အဲ့ဒီမဆချင်းကိုဘာလို့ခေါ်လဲဂျေဇုတော်ဘယ်သူပြောလိုက်တာလဲဒါအရင်ဂျေဇုတင်တယ် good ဂျေဇုတော်ဖြစ်ရမှာတင်းကိုလမ်းပြမဆနေတာဂျေဇုတော်ဒါကြောင့်ကြည့်တစ်ကောခန်းကြီး15အငယ်30ကိုကြည့်မြင်ကြည့်အောင်ဒါကြောင့်ညီကိုမောင်မကျွန်တော်ဟောတာခြားကြောင်မဟုတ်နော်ရှုံးနာမှန်သွားပါစေဒါဆိုဝိညာဉ်တော်တင်းကိုလမ်းပြသွားလိမ့်မယ်ဝိညာဉ်တော်တင်းကိုဆွဲတင်သွားလိမ့်မယ်ကိုရောနဲ့တဒန်တူလာတဲ့အထိသူကနေတင်းကိုဆွဲခေါ်သွားလိမ့်မယ်အာမင်တာရွေးတင်ကိုးစားလာလိမ့်မယ်တာရွေးတင်ဆက်ကပ်လာလိမ့်မယ်တာရွေးဖျားဘုံထင်ရှားလာလိမ့်မယ်မှတ်လားညီကောင်မနောက်ထပ်ပြောလိုက်မယ်ဖျားမနစ်သက်ဆုံးအရာတွေကိုတင်အရန်ကြိုက်တာတွေရှိတယ်အဲ့ဒါတွေအားလုံးကိုတင်ဖာတာတင်လုံးဝလုံးလို့မရအောင်ဒါပေမဲ့တင်ယုံအောင်မှတခုပဲရှိတယ်ငါဖယားကငါရဲ့အသက်တာကိုအဲ့ဒီအတိုင်းဖယားတခင်တန်ရှင်းတဲ့ကဲ့သို့ငါ့ကိုတန်ရှင်းစေနေဖယားခင်စုံလင်စေငါ့ကိုစုံလင်စေအောင်ဘယ်သူမှမဆာမှာလဲဂျေဇုတော်ကမဆာမယ်လို့တင်ယုံပြီးသွားပြီဇာလံပြတ်သွားအောင်အာမင်အားလုံးကြည့်အောင်ဒါတောင်းကြော်ပြောပြမယ်ကျွန်တော်ဂျေဇုတော်ဆိုတာကိုကျွန်တော်မသိလို့မရအောင်အလုံးဖတ်သို့တော်လည်းဖယားခင်ဂျေဇုတော်အားဖြင့်တာငါဖြစ်တယ်လာပြီသလားဒီစကားအဓိပ္ပာယ်ပါလေပြောအားလုံးကျွန်တော်ပြောပြမယ်ဂျေဇုတော်အားဖြင့်တာငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်တဲ့အဓိပ္ပာယ်ပါလဲငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါလဲဟမ်
လူတွေထင်လိမ့်မယ်ငါစက္ကန့်နိုင်တယ်လူတွေထင်လိမ့်မယ်ငါကအနစ်နာခံနိုင်တယ်လူတွေထင်လိမ့်မယ်ငါ့ကိုကြောက်ခိုင်းတဲ့ဝိုင်းပေါက်တော်ညာလဲပဲငါကမြို့ထဲပြန်ဝင်သွားတော့ဖခင်ကောင်းမြတ်ရှင်ပြောဖို့ဝင်မလေးဘူးငါမှကြောက်တဲ့စိတ်မရှိဘူးတင်းမောအချိန်ချင်းပြတ်တယ်ရေထဲမှာတရက်နဲ့ဟလာ2ရက်လောက်မျောသွားတယ်ဒါပေမဲ့ငါလုံးဝခန္ဓာရှိနေတယ်အဲ့ဒီခန္ဓာရှိတာကိုငါ့ကိုတော်တော်လေးတီးခံနိုင်တဲ့လူတို့မင်းတို့ထင်လိမ့်မယ်ငါဖခင်အတွက်တော်တော်ကြိုးစားလို့ထင်လိမ့်မယ် no ငါ့ကိုခွန်အားနဲ့ပြည့်စုံတဲ့ခရစ်တော်အားဖြင့်သာငါကဒါတွေလုံနိုင်တာငါခုဖြစ်နေတဲ့အရာတွေအားလုံးငါဖြစ်တယ်ငါဖြစ်တာဘယ်သူအားဖြင့်ပဲဖြစ်နေတာလဲပြောယေရှုတော်ညီကိုမောင်မတို့တင်းကြောင်မဟုတ်ဘူးလူတွေတော်တော်များထင်တာကဟလာကျွန်တော်ပြောအမှုတော်ဆောင်တွေစော်ကားမဟုတ်များအစာရှောင်ဆူတောင်းကောင်းပါတယ်ဒါပေမဲ့အစာရှောင်ဆူတောင်းနိုင်လို့ဘုရားခင်တင်းကိုသုံးတာမဟုတ်ဘူးဆိုတော့တရားရာဂိုင်နှုန်းအာမခံရတယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေနဲ့အစာမစားမိတဲ့အချိန်တော့ရှိလိမ့်မယ်တီးတိုင်ရင်အစာမစားပြီးတော့မှချိုးချံချေတာအဲ့ဒါတွေကဓမ္မဟောင်းမှာကြံခဲ့ပြီโอเคကျွန်တော်တော့ရှင်းလေးပဲကျွန်တော်တိုက်ပွဲဝင်တော့မယ်ဆိုကျွန်တော်ကတော့အစာမစားတော့ဘူးဒါပဲအစာကြီးတက်ရှောင်တာလည်းမဟုတ်ဘူးဒါပေမဲ့အစာစားဖို့လည်းချိန်မရှိဘူးကွာဥပမာပြမြန်မာပြည်ရဲ့ငွေဈေးတွေကိစ္စရွှေဈေးတွေကိစ္စအတွက်ကျွန်တော်က Saturday တရက်မှာကျွန်တော်လာပြီးတော့မှဆူတောင်းတယ်ပြောင်းတာပဲချက်ချင်းပြောင်းတာပဲထပ်ပြီးတော့ပြောင်းအောင်လုပ်လို့ရတဲ့ကိစ္စတွေအများကြီးဆူမတောင်းခင်ကတည်းကကျွန်တော်သိရမယ်ငါတို့ဆူတောင်းတာနဲ့အခြေအနေတခုပြောင်းရမယ်ဆိုတော့ယုံကြည်မှုအပြည့်ရှိထားဖို့အရေးကြီးတာအာမင်ကိုဘသူလဲဆိုကိုမသိလို့မရအောင်ညီကိုမောင်မတော့ဒီမှာရှိတဲ့ညီကိုမောင်မအားပေးရှင်တယ်ငါဘသူလဲတခါလေးမှကျွန်တော်ပျောက်နေတယ်နော်ငါအရင်စိတ်တူတယ်အဲ့ဒါတင်းစိတ်မမဟုတ်တာတင်းရဲ့စိတ်ကစိတ်မတူတတ်ဘူးလေငါမကောင်းဘူးဘသူပြောနာလဲမင်းကိုငါမကောင်းဘူးလို့ဘသူပြောနာလဲတင်းမှားနေပြီတင်းကိုဖျားခင်ဖန်ဆင်းကြတဲ့အကောင်းဆုံးလို့ပြောထားပြီးသားလေဘာဖြစ်လို့မကောင်းလို့မင်းဝန်ခံနေတာလဲငါဘာမလုပ်တတ်ဘူးလို့မင်းပြောနာမင်းကိုမင်းမသိသေးဘူးတင်းအရာခတ်တဲ့ကိုတတ်နိုင်တယ်ဖြစ်တယ်လို့ဖျားပြောထားပြီးသားတင်းကဖျားပြောတဲ့အတိုင်းတင်းဖြစ်နေတာတင်းခံစားတဲ့အတိုင်းတင်းဖြစ်နေတာမဟုတ်ဘူးဟယ်လိုယေရှုတော်အားဖြင့်ငါဖြစ်တဲ့အတိုင်းငါဖြစ်နေတာငါစဉ်းစားတဲ့အတိုင်းငါဖြစ်တာမဟုတ်ဘူးငါထင်တဲ့အတိုင်းငါဖြစ်တာမဟုတ်ယေရှုတော်အားဖြင့်ငါဖြစ်တဲ့အတိုင်းငါဖြစ်နေတာငါခံရတော့ယေရှုတော်ကလည်းအကျိုးမဲ့ခံရတာမဟုတ်ဘူးအခြားသောတမန်တော်အပေါင်းတော်ငါတာ၍ကြိုးစားတယ်ဒါပေမဲ့ငါကြိုးစားတာမဟုတ်ဘူးလေငါနဲ့အတူရှိတဲ့ဘုရားသခင်ယေရှုတော်ကကြိုးစားပေးနေတာတဲ့အာမင်ဟာလေလုယာBut the grace of God which was with me ငါနဲ့အတူရှိတဲ့ဖခင်ရဲ့ပါလေငါနဲ့အတူရှိတဲ့ဖခင်ရဲ့ပါလေမှတ်ထားညီကိုမောင်မတင်အကောင်းဆုံးအသက်ရှင်တင်မချခင်မှာလဲလိမ့်မယ်ငါအထဲမှာဖခင်ကအဆုံးထိအကောင်းဆုံးအသက်ရှင်ပေးမယ်လို့တင်ယုံကြည်ရင်တင်ဘယ်တော့မှမလဲစေအောင်အာမခံရတဲ့ Hallelujah Hallelujahယေရှုတော်ဆိုတာကလှုပ်ပေးခဲ့တာပဲယေရှုတော်မို့လှုပ်နေစေယေရှုတော်လှုပ်အောင်မှယေရှုတော်ဖြစ်တယ်အဆုံးထိပို့ဆောင်မှယေရှုတော်ပဲဖြစ်တယ်အာမင်ဒီချိုးတင်ပြီးတော့မှယေရှုတော်ဝန်ခံတတ်တဲ့သူဖြစ်ဖို့လိုတယ်မှတ်ထားယေရှုကြောင့်ငါဘယ်တော့မှမလဲဘူးလို့တင်ပြောရဲလားပြောရင်တင်ပြီးတော့မလဲစေရအောင်ယေရှုတော်တင်ကိုမဆာသွားလိမ့်မယ်ဟာလေလုယာအာမင်ဘယ်တော့မှတင်ဖျားဘုန်းတော်ရှုံချစရာအကြောင်းမဖြစ်စရာလို့တင်ယုံရဲလားတင်ကြိုတင်ကျေးတော်ချီးမွမ်းရဲလားဘယ်တော့မှရှုံချစရာဘုန်းတော်ရှုံချစရာမဖြစ်အောင်ဖျားရဲ့ကျေးဇူးတော်ကမဆာသွားလိမ့်မယ်ငါနဲ့အတူရှိတဲ့ဖျားရဲ့ကျေးဇူးတော်ကဘာလို့လဲငါ့ကိုကြိုးစားပေးနေတာဖြစ်တယ်အဲ့ဒါလောက်ဝချက်ပြအဲ့ဒီ level မတက်လာနိုင်ဘူးဒီနေ့ဒီလူတွေကိုပဲလောက်ကြပြောနေအဆင့်ဟာအဲ့ဒါကခင်းတော့ကြခဲ့ပြီလှုပ်ခိုင်းနေတဲ့ခင်မဟုတ်တော့ဘူးကျွန်တော်နဲ့မှုတော်ဆောင်တဲ့လူအားလုံးကြော်ပြောမယ်လူတွေကိုမလှုပ်ခိုင်းနဲ့လှုပ်ပေးနေတဲ့ခရစ်တော်ရဲ့ယေရှုတော်နဲ့ယဉ်နှစ်ယောက်တည်းအမြဲတမ်းသင်ယူရမယ်ခေကျွန်တော်ပြောပြမယ်12နှစ်ပတ်လုံးသွေးသွန်းတာဆွဲတဲ့အမျိုးသမီးသူဘာလို့လွတ်သွားတယ်ထင်လို့လဲယေရှုတော်နားလဲလို့လွတ်တာပြည့်ညတ်တရားအရာဒီမိန်းမသူမြောက်သွားတို့လို့ရလားပြောရလားမရသူ qualify မဖြစ်ဘူးဘာနဲ့ qualify မဖြစ်တာလဲပြည့်ညတ်တရားနဲ့
ချိန်ထိုးလိုက်ရင်သူကအစ်စ်မမိဘူးโอเคဒါဆိုသူဘာလို့ယောဂဖြစ်နေတာလဲ12နှစ်လုံးဆရာဝန်လည်းလက်လျှော့လိုက်ပြီမျောလင့်စရာအကြောင်းမရှိတော့ဘာလို့ဖြစ်နေတာလဲပြောပညာတရားရဲ့အကျင့်အတွေးခေါ်ကငါမကောင်းလို့ငါထားတယ်မကောင်းတာတွေခံစားနေရတာငါမကောင်းလို့တကယ်တမ်းကျတော့တကယ်ကောင်းနေတဲ့သူတွေရောတကယ်ကောင်းလို့လားလို့တကယ်ကောင်းကြီးခံစားနေအဖွဲတွေရောတကယ်ကောင်းလို့လားလို့ပြန်ပြီးတော့ခင်ဗျားပြန်ပြီးတော့လေ့လာကြည့်လိုက်မကောင်းကိုယ့်ထက်တော့မဆိုးတဲ့အဖွဲတွေအများကြီးဘာလို့သူတို့ကောင်းစားနာလဲကြောက်လေညီကောင်မောင်မတော်ကောင်းချင်းမကောင်းချင်းနဲ့တင်သွားတာမဟုတ်ဘူးဒါဝိမင်းကြီးတော်မှာတခါလေစဉ်းစားလို့သူစိတ်တက်ကြတယ်ငါအကောင်းဆုံးကျင့်နေတဲ့နတ်တိုင်းမှာနှောက်ယှက်ခြင်းဒုက္ခတွေပဲငါခံစားရတယ်ဒါပေမဲ့မကောင်းတဲ့ကောင်တွေကြတော့အမြဲတမ်းကောင်းစားနေဘာလဲကွာတယ်ငါနားမလည်နိုင်တော့ဘူးတဲ့ဒါပေမဲ့ထို့သို့ဆိုတော့ငါဖျားတင်ကိုပြည့်မှားရတော့ရောက်လိမ့်မယ်တဲ့မဟုတ်ဘူးတဲ့ကောင်းချင်းမကောင်းချင်းနဲ့ဖျားသွားတာမဟုတ်ဒီစနစ်ပတ်လုံးတွေ့တနာဆွဲတဲ့မိန်းမကဂျေဇုတော်နားလေသွားတဲ့ခါမှာသူ့ရဲ့ဘဘကိုတို့တယ်ငါပျောက်လိမ့်မယ်ကြည်တယ် confident ပြည့်ပြီးပြောနိုင်တယ်ပျောက်ပြီလားမပျောက်သေးဘူးမပျောက်သေးဘဲနဲ့ဘာလို့ပျောက်ပြီလို့သူ့ရဲ့ဘဘကိုတို့တာနဲ့ငါပျောက်မယ်လို့တရားရာဂိုင်နှုံး confident အပြည့်နဲ့ယုံကြည်စိတ်ချမှုအပြည့်နဲ့ပြောနိုင်တာလေသင်ရဲ့အနာဂတ်ကိုသင်ယုံကြည်စိတ်ချမှုနဲ့အဲ့လိုပြောဖို့ဖရားလိုတော့ရှိနေတယ်ဟယ်လိုမရလားမသိဘူးမောင်မတော်ဒီမိန်းမမှာမျောလင့်စရာရှိသေးလားပြောရှိသေးလားဆရာဝန်နဲ့အကုန်လက်လျှော့လိုက်ပြီဟုတ်လားမသိဘူးယောဂတတ်တာလားတိုးသွားလားဆိုတော့သူ့မှာမျောလင့်စရာရှိသေးလားသူ့မှာကုစရာပတ်စံရောရှိသေးလားရှိတဲ့ပတ်စံလည်းအကုန်ကုထားပြီးသားအကုန်ဆရာဝန်တွေကလည်းဘွားထနေပြီကုထားဒါပေမဲ့ဆရာဝန်တွေအားလုံးလက်လျှော့လိုက်ပြီမျောလင့်စရာမရှိတော့ဘူးဗျာတင်းရဲ့အနာကမျောလင့်စရာမရှိတော့ဘူးဗျာဒါပေမဲ့ကျွန်တော်ပြောမယ်ယေရှုကတို့ရဲ့မျောလင့်စရာဖြစ်တယ်ဆိုတာလူတွေကိုမပြောပြလို့မရတော့ဘူးယေရှုမရှိလို့မရဘူးလောကမှာယေရှုမရှိလို့မရဘူးမကြောက်ညီကောင်မလောကမှာယေရှုမရှိလို့မရဘူးတင်းအဲ့ဒါတွေကိုမပြောပြလို့မရဘူးဘာသာသွားဆွဲတာမဟုတ်ဘူးသူတို့ရဲ့ဘဝမှာယေရှုမရှိလို့မရတော့ဘူးထပ်ပြီးတော့ကျွန်တော်ပြောပြမလားဒီကမ္ဘာလောကကြီးအာမခံရတဲ့ကမ္ဘာကြီးတစ်ခုလုံးမြန်မာပြည်အရေးမှမပြောကမ္ဘာတစ်ခုလုံးဟာကောင်းလာဖို့မရှိဘူးတကယ်မရှိဘူးကျမ်းစာရမရှိဘူးနှုတ်ပတ်တော်ရလုံးဝမရှိဘူးဒါပေမဲ့အောစရာကောင်းတာကကောင်းတဲ့နေရာတနေရာရှိတယ်တဲ့ကောင်းလာမယ့်နေရာတနေရာရှိတယ်တဲ့ကျွန်တော်ဒီမနက်ဘုံဆိုဖျားဖွင့်ပြချင်းမှာဒုံးဆိုကျွန်တော်ပွင့်ထွက်သွားတာဘယ်နေရာကောင်းမယ်လို့ထင်လဲစုပ်ယုတ်တဲ့ကဘာကြီးထဲမှာဘယ်အရာတိုးတက်လာမယ်ထင်လဲအသင်းတော်တဲ့ Come on စုပ်ယုတ်နေတဲ့ကဘာကြီးထဲမှာတိုးတက်လာမှာပါလားဆိုအသင်းတော်ဘယ်အသင်းတော်ပြောတာလဲဟိုအသင်းတော်ဒီအသင်းတော်မဟုတ်ခရစ်တော်ဤခန္ဓာကိုယ်ဖြစ်တဲ့အသင်းတော်ဒါကြောင့်ကျွန်တော်ဟိုဘုရားကျောင်းဒီဘုရားကျောင်းထက်ခရစ်တော်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သင်ဖြစ်ပါစေ That's it ဒီနေ့ဘုရားကျောင်းချင်းချင်းတိုက်ခိုက်နေကြတယ်တိတ်ဝမ်းနေစရာကောင်းတယ်ဒီခရစ်တော်ရဲ့ကိုယ်ကအဲ့လိုမဖြစ်ရအောင်တနာဖို့ကောင်းတယ်ခရစ်တော်ရဲ့ခန္ဓာကိုယ်မှာအချင်းချင်းတိုက်ခိုက်တာမရှိဘူးဒါပေမဲ့ချင်းချင်းတိုက်ခိုက်နေခုစာရီတော်မှာထုတ်လိုက်သေးတယ်ဒီအမိုင်းဟလာ dream ministry မှာထဲမှာတင်နန်းတတ်တဲ့သူတွေကျမ်းစာတင်နန်းတတ်တဲ့သူတွေတို့ ministry ထဲမှာမပါပါနဲ့အဲ့ဒါခလေးတွေအဲ့ဒါခလေးလို့တယ်ဒီမှာပြောမယ်ဒီ dream ministry မှာရှိတဲ့သူတွေနင်တို့အတွက်တကယ်ကောင်းကြီးဖြစ်စေမယ့်နေရာသွားကြဒီကနေကြိုပြောလိုက်မယ်အကုန်သွားဒီမှာဝိညာဉ်တော်မလှုပ်ရှားတော့မလားဝိညာဉ်တော်လှုပ်ရှားနေရသွားကြတကယ်ပြောနေတာသွား
ဝိညာဉ်တော်ရဲ့တကယ်ကိုဝိညာဉ်တော်ရဲ့ဗိတ်သိက်ဂျေဇုတရားကိုနားလည်နေရတော့ဖြစ်ရမယ်အာမင်ခုဆိုကျွန်တော်တို့ဒီဇင်ဘာလ15ရက်နေ့မှာကျွန်တော်တို့အထူးအစီအစဉ်ရှိတယ်ဒီမှာအမှုတော်ဆောင်များဆက်ကတ်တဲ့အစီအစဉ်ကျွန်တော်မကြခင်မှာအမေရိကတင်းတော်ဖွင့်မယ်အမေရိကတင်းတော်ကဆက်ကတ်မဲ့ဆရာမတွေရောက်လာမယ်ဂျပန်ကဆရာမတွေရောက်လာမယ်မြန်မာပြည်ကချိန်ပြင်းမှုတော်ဆောင်တွေရောက်လာမယ်ဒီထိုင်းနိုင်ငံမှုတော်ဆောင်တွေဆက်ကတ်မဲ့သူတွေရောက်လာမယ်ဒီမှာဆက်ကတ်ပွဲအစီအစဉ်ရှိမယ်အမှုတော်ဆောင်တွေဆက်ကတ်ရှင်တခုပဲတင်ပေးမယ်ဆရာတို့ရဲ့ ministry မှာလာရောက်ပါဝင်တော်သူများဟာခရစ်တော်ရဲ့အသင်းတော်ကိုတိဆောက်တာပဲဖြစ်ရမယ် DMI တိဆောက်တာမဖြစ်အောင် DMI ဆိုတာလူတွေအဖွဲ့အစည်းထဲမှာရှိတဲ့အတွက်ကြောင့်တော့နာမည်တော့ရှိရမယ်ဒါကြောင့်ဒီနာမည်လေးတစ်ခုတော့ရှိတယ်ဒါပေမဲ့အဲ့ဒါအဓိကမဟုတ်အဓိကတော့ခရစ်တော်အဓိကဘာဖြစ်ရမှာလဲအဓိကဘာဖြစ်ရမှာလဲလူတိုင်းဘသူ့ကိုသိရမှာလဲခရစ်တော်သိတဲ့လူတွေအသက်တာထဲမှာဘာနဲ့အသက်ရှင်ရမှာလဲဂျေဇုတော်နဲ့အသက်ရှင်ပြောဘာနဲ့အသက်ရှင်ရမှာလဲဘာနဲ့အသက်ရှင်ရမှာလဲအဲ့မထာညီကိုမောင်မတော်လူတယောက်ကယေရှုကိုယပြီးဂျေဇုတော်တကယ်နားလည်သွားရင်သူ့ဘဝဘယ်တော့မှဆင်းရဲတယ်ဆိုတာမရှိတော့ဘူး